တကယ်ရုံမှာမြှုပ်လို့ကြလာကြည့်အောင်မြှုပ်လို့လည်းကြည့်အောင်လားကြည့်အောင်မောင်ဝိုင်းနေရတယ်တခါလေလောင်းကအေးတာမှာဘုဆုဖတ်တော့အေးတယ်မြှုပ်လို့မောင်လောင်းကတကယ်မြှုပ်လို့ကြတယ်မကြည့်တော်တော်ကြည့်တရှိဆက်တော့ကြည့်တကယ်ကိုပြောတော့တကယ်တယ်အဲ့ဒါလက်တွေ့လောင်းကမြှုပ်လို့ကြနေမြှုပ်တွေပါတွားနေရအောင်မြင်နေရဂျိုးတွေပါကျွန်တော်ချက်ပြပေးမရှိဂျိုးတွေအရန်ချက်ရင်တော့ကျွန်တော်ဖုန်းကတိတ်မကောင်းတဲ့အတွက်မရအောင်မကြည့်တကယ်မြှုပ်လို့ကြနေမြှုပ်တွေကြီးပဲဒီမှာလဲခွင်းဒီမှာဆိုလဲခွင်းမြှုပ်တွေပြေးနေရတယ်မြှုပ်တွေပြေးနေပြီမြှုပ်တွေကြနေမှာလဲခွင်းဒါအမြေကြီးပေါ့ဒါတောင်းညာထောင်ဆိုင်တဲ့မြေကြီးတကယ်တောင်းထောင်ဆိုင်တဲ့မြေကြီးမကြည့်မြှုပ်တွေကတကယ်ကြီးကိုကြနေတာမကြည့်လူတွေမျက်လုံးထဲမှာမြင်ရဘူးဗျာကင်မရာနဲ့ရိုက်တဲ့အခါကျတော့လူတိုင်းမြင်နေရတဲ့ဆိုတော့သဘောတဘာဝတရားကိုသိကြတာပဲတကယ်ကြီးရောမကြမြူတွေကြနေပြီမြူတွေနှင်းမြေပြတ်မှာနော်မကြတကယ်လားမြူတွေတကယ်ကိုမြူတွေမြေုံရောင်ထပ်ပြီးတော့လိုက်ပြပြီမကြကျွန်တော်မြေကြီးကိုင်မြေကြီးဒါလေရာထုံရပ်ပြီးသွားတယ်မြေကြီးမကြတဲ့ဖုန်းမြူတွေကြနေကင်မရာထဲမှာတော့တွေ့ရတာပဲမက်ဆီနဲ့တော့ရမ်းကြည့်လို့မရဘူးကင်မရာထဲမှာတွေ့ရတကယ်မြူပဲမကျွန်တော်မမီကြီးဒါလေထောင်ရက်ပြီးတော့မှရလာတယ်မီကြီးမကြဒါမီကြီးအဲ့မီကြီးကိုင်းတော့မြူရဲသူ့ဘာအော်တူကြနေတာဒါသဘောတရားသဘောဝကြီးမကြဘလောက်အေးရကြီးဘလောက်အေးရလှုပ်အေးရအရင်အေးရတကယ်ဟိုမှာရောင်နေရမှာတဲ့ကျွန်တော်ဆနာပြောခဲ့တယ်လို့မျိုးပဲဟိုမှာရောင်နေကြီးထွက်မှာအရှိရက်ကထွက်မှာရောင်နေရောင်ကြီးရောမှာထိုင်ပြီးတော့ကြည့်နေတာမကြည့်ဘူးတွေ့လားမြူပြောင်းသူ့ဟာသူသွားနေတာမြူနေတယ်သူ့ဟာသူသွားနေတာသဘောတရားကြီးသူ့ဘာသူသွားနေတာဒီဘက်ချမ်းကြတော့နောက်ရက်ဖတ်ပါဒီအားကြတော့အရှိရက်မြူနေမကြောက်သွားနေသဘောသူသွားနေတာမြူနေနှဲကြနေတာတွေ့လားမြူနေသဘောတရားနောက်ထပ်ဟိုဒါကျွန်တော်ရဲ့ channel လေးကိုစိတ်ပတ်ဝင်စားရဲဆိုရင်တော့ like and subscribe ရောလုပ်ပေးကြပါဒီလောက်ပါပဲနောက်ထပ်အများကြီးလည်းကျွန်တော်လည်းကြိုးစားပြီးတော့တင်ပြပေးပါမှာအရာအလုံးတော့ကျေးဇူးတင်ပါတယ်